Mingla ba? Mingla ba? Yue yao bi do lu tao ye a tui ko a dot bi do risk and ye analysis li jang li pyo jin na ba yue yao bi do lu tao da jiao jono do me ri pi ja de kha ma nam phon le atat ji di naingan ni ma yue yao bi do lu de ko session ni lo ta ma da jiao session ni lo ta ma ma da le di lu tao diငွေလာကလေးကဖြစ်စဉ်တစ်ခုအနေနဲ့အုံနောက်တွေတဖြည်းဖြည်းဖွံ့ဖြိုးလာတယ်ဖွံ့ဖြိုးလာပြီးတော့အဲ့ဒီကာလမှာသူမွေးခဲ့စဉ်ကနေအသက်16နှစ်ထိသူ့မှာရရှိလာတော့အုံနောက်ဖွံ့ဖြိုးမှုနဲ့သူ့ရဲ့လေးလာတင်ကြားမှုအရာသူ့အတူကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အနေထားမိမိဘဝကိုမိမိဘာသာမိမိစင်ကျင်စဉ်းစားသုံးဆုံးဖြတ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့အသက်16နှစ်ကိုအရွယ်ရောက်ပြီးတော့လူဆိုပြီးတော့ universal တကမ္ဘာလုံးအတိုင်းအတာနဲ့ဆုံးဖြတ်ကြတယ်။ဒါကြောင့်နိုင်ငံတကာနိုင်ငံရဲ့အရေးကြီးတဲ့ဆန္ဒမဲပေးပွဲတွေမှာအသက်16နှစ်ပြည့်ပြီးတဲ့သူတိုင်းမှားတာလဲဆုံးဖြတ်ခွင့်ပေးကြတာမဲပေးလို့ရတာအဲ့ဒီမှာမှတချို့နိုင်ငံတွေမှာဆိုရင်အထူးသဖြင့်ကျွန်တော်တို့ပြောနေတဲ့ဒီအနောက်နိုင်ငံဒီမိုကရေစီနိုင်ငံတွေမှာအထူးသဖြင့်စကန်ဒီနေးဗီးယားနိုင်ငံတွေ US နိုင်ငံတွေ UK နိုင်ငံတွေဥရောပနိုင်ငံတွေမှာလွှတ်တော်ကိုယ်စားလှယ်များဖြစ်ခွင့်တို့မြို့နယ်အုပ်ချုပ်ရေးဖြစ်တဲ့မြို့နယ်ကောင်စီဖြစ်ခွင့်တို့ဒီကိုလေအသက်နဲ့ပဲသတ်မှတ်ထားတာအသက်16နှစ်ပြည့်ရင်လူတိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ရှိတယ်အကြောက်ဒီနိုင်ငံတွေမှာငငယ်ရွယ်ရွယ်နဲ့မြို့တော်ဝန်တွေအသက်20ကျော်တွေနဲ့အသက်30တွေနဲ့ဝန်ကြီးတွေဖြစ်ကြသမရတွေဖြစ်ကြတာအဓိကအရွယ်ရောက်ပြီးတဲ့လူတယောက်ကသူ့ကိုယ်သူဆုံးဖြတ်နိုင်တယ်စဉ်းစားတွေးတောနိုင်တယ်ဒါကြောင့်အရွယ်ရောက်ပြီးတဲ့လူတယောက်ဟာသူ့အကူသူဆုံးဖြတ်နိုင်တဲ့အတွက်ကိစ္စရဲ့တစ်ခုကိုလုပ်ပြီးတော့ sorry ဆိုပြီးတော့လွယ်ကူပြောလို့မရဘူးလူဆိုတာအမှားမကင်းဘူးသို့တော်လေမိမိမှားရင်မှားတယ်လို့တော့ပြောသင့်တယ်အဲ့ပြီးတော့သူဒီအရွယ်ရောက်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့လောက်ကင်ချက်တွေပြုမှုပုံတွေအားလုံးဒီတာဝန်ယူရမှာအဲ့ဒါကိုတာဝန်ယူမှုလို့ပြောတာအဲ့တော့အရွယ်ရောက်ပြီးတဲ့လူတယောက်ဒီသူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့လောက်ကင်ချက်တွေကိုမူတည်ပြီးတော့လူလောကကြီးကိုဖွဲ့စည်းထားတာအဲ့တော့ကျွန်တော်လုပ်တဲ့ကလေးစေးုံမှာဆိုရင်ကလေးတွေအသက်16နှစ်ထိပဲထားတာလား16နှစ်ကျော်ရင်လူကြီးစေးုံတွေပဲပို့ကြတာဒီနေရာမှာဘာလို့ကလေးလို့သတ်မှတ်ထားလဲဆိုတော့ကလေးဆိုတာသူ့ကိုယ်သူကိုယ်ပိုင်ဆုံးဖြတ်ဖို့မဖြစ်သေးတဲ့အတွက်မဖြစ်နိုင်သေးတဲ့အတွက်သူ့ကိုကလေးဆိုပြီးသတ်မှတ်ပြီးဒီကလေးငယ်များကိုကာကွယ်သောဥပဒေများနဲ့နိုင်ငံတကာမှာကာကွယ်ပေးကြတာဆိုလိုချင်တာကလူအဖွဲ့အစည်းကကာကွယ်ပေးကြတာ
ဒါကြောင့်ကလေးတငယ်များပြစ်မှုကျူးလွန်လာပြီဆိုရင်ကလေးတငယ်များတရားရုံးနဲ့ကလေးတငယ်များကို public ပြည်သူတွေအရှိမတရားစီရင်ခွင့်မပြုလုပ်ဘူးသတင်းမီဒီယာတွေနဲ့တွေ့ဆုံခွင့်မပေးဘူးကလေးတငယ်တွေကိုကာကွယ်ပေးထားတာဒါကြောင့်ကလေးတငယ်တွေအထူးတရားရုံးတွေပေါ်ပေါက်လာတာအဲ့တော့ကလေးတငယ်များနဲ့အရွယ်ရောက်တဲ့သူများကိုကျွန်တော်တို့ဒီလူဖွဲ့စည်းမှာခွဲခြားဆက်ဆံတာပြီးသားဆိုတဲ့သဘောဒီကာကွယ်ပေးထားပြီးသားတခါလူတယောက်ဒီပြစ်မှုတစ်ခုကိုကျူးလွန်တယ်ပဲဖြစ်ဖြစ်အမှားတစ်ခုကိုလည်းလုပ်တယ်ပဲဖြစ်ဖြစ်အဲ့ဒီလူတယောက်ဒီအမှန်နဲ့အမှားတိုက်ပွဲမှာအမှန်နဲ့အမှားအနေထားမှာအမှားလုပ်တဲ့လူတယောက်ဒီအဲ့ဒီအမှားကိုလည်းမှားမှန်းသိရင်အနည်းဆုံးအဆင့်ဝန်ခံတာတောင်းပန်တာပြုလုပ်ဖို့လိုအပ်တယ်အဲ့ဒါမျိုးပြုလုပ်မှုတွေမရှိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးလူအဖွဲ့အစည်းမှာလည်းကမ္ဘာသမိုင်းတစ်လျှောက်လူတွေအချင်းချင်းနေထိုင်လာတဲ့အခါမှာလူသားတွေအချင်းချင်းဖြစ်တဲ့အတွက်စောစောကတော့ပြောသလိုပဲအရွယ်ရောက်ပြီးတဲ့သူများသည်မိမိအမှားကိုအမှားမှန်မသိထိုနည်း၎င်းအဲ့ဒီအမှားကိုလည်းတယောက်နဲ့တယောက်ဝင်ချတောင်းပန်ခြင်းညှိနှိုင်းခြင်းမရှိတဲ့အခါမှာအလွန်အမတန်ရှုပ်ထွေးသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးလာမှာဖြစ်တဲ့အတွက်တိုးတက်လာသောကမ္ဘာကြီးမှာတိုးတက်လာသောအုပ်ချုပ်ရေးစနစ်များနဲ့အတူရှေ့ရခင်ဘရင်စနစ်များကအစဥပဒေများပြဋ္ဌာန်းပြီးတရားစီရင်စနစ်တွေပေါ်လာတာပဲဆိုလိုချင်တာကအမှားလုပ်တဲ့လူကိုကနတော့အရွယ်ရောက်ပြီးသားအမှားလုပ်တဲ့လူကိုသူမှားရင်မှားတဲ့အကြောင်းဥပဒေအရအပြစ်ပေးအရေးယူမှုမရှိဘူးဆိုရင်သူကိုသူလည်းမှားမှန်မသိမှားပြီးတော့ဆက်လက်လှုပ်ဆောင်နေမယ်ဆိုရင်ဒီအမှားကိုပဲဆက်လက်ကျူးလွန်နေကြမယ်ဆိုရင်ကျွန်တော်တို့မိသားစုဆက်ဆံရေးညီကိုမောင်တို့မှဆက်ဆံရေးတူနဲ့တူဆက်ဆံရေးဒီပြက်ပြားပြီးဒီမတရားမှုတွေကတောက်လျှောက်ဖြစ်နေမှာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနိုင်ငံမှာပဲဖြစ်ဖြစ်ဥပဒေအရလူတွေကိုအရေးယူဆုံးဖြတ်ပေးနေကြတာလူတယောက်ကရုံရင်းစံခတ်လှုပ်ချင်းလူတယောက်ကကိုထိလက်ရောက်ကျူးစော်ကားခြင်းလူတယောက်ကိုက gender လို့ခေါ်သောဂျာမအရာခွဲခြားဆက်ဆံပြီးတိုက်ခိုက်ခြင်း sexual harassment တွေလုပ်ခြင်းလူတယောက်ကလိမ်လဲခြင်းလှည့်ပြားခြင်းလူတယောက်ကတပ်ဖြတ်ခြင်းနာကျင်အောင်လုပ်ခြင်းလူတယောက်ကအနိုင်ကျင့်ခြင်းဘူလီလူတယောက်ကနစ်နာအောင်ပြုလုပ်ခြင်းစီးပွားရေးမှာလိမ်လဲလှည့်ပြားခြင်းပေးဆောင်ရမယ့်ရှိတဲ့အခွန်ငွေများကိုမပေးဆောင်ခြင်းကားမောင်းတဲ့အခါမှာတတ်မှတ်ထားသောစီးမြင်ငများနဲ့ကြော်လွင်ပြီးအရှိန်လွန် over speed တွေမောင်းနှင်ခြင်းတတ်မှတ်ထားသောနေရာမှာကားကိုမရက်ခြင်းမီးပွိုင်းနေရာတွေမှာလမ်းစုံတွေမှာ traffic ရင်ကျော်ပိတ်ဆို့မှုမဖြစ်အောင်မြင်းဝါ cross မှလုပ်ပြီးမရက်ရနေရများရက်တဲ့အခါမှာရက်ချင်းနိုင်ငံတော်အတွက်ပေးဆောင်ရမယ့်အခွန်များကိုမပေးဆောင်ခြင်းလူသတ်မှုလုပ်ခြင်းခိုးခြင်းလူချင်းဒ
သူဒီဘာပိုင်ပစ္စည်းများကိုအလွယ်သုံးစားပြုလုပ်ခြင်းလုပ်ငန်းခွင်မှာအလွယ်သုံးစားပြုလုပ်ခြင်းအဲ့ဒီအချိန်မှာအဲ့ဒီကျူးလွန်ထားတဲ့အပြစ်များကိုအိမ်တွင်းကြမ်းဖက်မှုတွေပြုလုပ်ခြင်းအဲ့ဒီဥစ္စာများကိုဥပဒေအရအရေးယူမှုတာမရှိဘူးဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်လိုက်လူလောကကြီးသည်အလွန်အမတန်ရှုပ်ထွေးပြီးအလွန်အမတန်ဆူညံရိုင်းဆိုင်မှုတွေဖြစ်နေမှာဖြစ်တဲ့အတွက်ရည်ကြီးတဲ့လူကဘာမှာဥပဒေအရအပြစ်ကျူးလွန်တော်သူများဥပဒေအရမတရားမှုဖြစ်နေတဲ့ကိစ္စများကိုအရေးယူအပြစ်ပေးပြီးပြစ်ဒဏ်နဲ့ညီမျှစွာဥမာကားပါကင်ကိစ္စကတော့မရက်တဲ့နေရာမှာရက်တာမျိုးကိစ္စများကိုလည်းထိုက်တဲ့ပြစ်ဒဏ်ငွေဒဏ်ထောင်ဒဏ်တဲ့ကြုံသေဒဏ်များချမှတ်လှုပ်ဆောင်နေတာယဉ်ကျေးသောလူပေါင်းရဲ့အဓိကအချက်ပဲပြစ်မှုကျူးလွန်တဲ့သူများသည်ပြစ်မှုမှကင်းလွတ်ခွင့်ရနေတယ်ဆိုရင်အဲ့ဒီပြစ်မှုကိုဆက်တိုက်ကျူးလွန်နေမှာပဲဖြစ်တယ်အကောင်းဆုံးနဲ့အနိစ္စဆုံးဥပမာသည်ဆင်းရဲသောနိုင်ငံများမပြည့်စုံသောနိုင်ငံများမှာအိမ်တွင်းအကြမ်းဖက်မှုတွေအများဆုံးဖြစ်တယ်ဥပဒေစိုးမိုးမှုအားနည်းတဲ့အတွက်အိမ်တွင်းအကြမ်းဖက်မှုတွေဟာလူတွေရဲ့ဒလေတစ်ခုအနေနဲ့ဖြစ်လာကြတာသို့တော်လည်းအနောက်နိုင်ငံများမှာကြတော့အဲ့ဒါကိုဥပဒေအရတားထားတာဒါကြောင့်ကင်းလွတ်ခွင့်ရနေတဲ့အဲ့ဒီဆင်းရဲသောနိုင်ငံများမှာအထူးသဖြင့်အာဖရိကနိုင်ငံအာရပ်နိုင်ငံအာရှနိုင်ငံများမှာအိမ်တွင်းကျဲမမှုဖြစ်လာရင်လည်းဥပဒေရဲ့အားနည်းချက်တွေကြောင့်မြည်သူမှအရေးမယူပဲဒလေတစ်ခုတွေဖြစ်ပြီးလက်ရဲစက်ရဲတွေနဲ့အကြမ်းဖက်မှုတွေဖြစ်ကိုဖြစ်နေတာအိမ်တွင်းအကြမ်းဖက်မှုကိုပြောတာဒီကိုဝန်တော်တယောက်ထိုးခြင်းကြိတ်ခြင်းတကယ်ချင်းတယောက်ထိုးခြင်းကြိတ်ခြင်းမိသားစုဝင်အချင်းချင်းရိုက်ခြင်းနှက်ခြင်းအော်ခြင်းဟစ်ခြင်းအဲ့ဒါကဒလေတစ်ခုလိုဖြစ်လာပြီး used to ဖြစ်လာကပြုလုပ်နေကြဖြစ်ပြီးတဖြည်းဖြည်းနဲ့အဲ့ဒီကိစ္စသည်တာမန်ကိစ္စကဲ့သို့ဖြစ်သွားကြတာတို့တော်လေအဲ့ဒီနိုင်ငံကလူများသည်ဥပဒေစိုးမိုးမှုရှိတဲ့ UK နိုင်ငံဆွီဒင်နိုင်ငံအမေရိကန်နိုင်ငံပြင်သစ်နိုင်ငံကိုရောက်လာတဲ့ခါကျတော့ဆိုလိုချင်တဲ့သဘောအဲ့ဒီနိုင်ငံတွေမှာအဲ့ဒီအိမ်တွင်းအကြမ်းဖက်မှုတွေသည်ဥပဒေအရထိထိရောက်ရေးယူလာတဲ့အခါမှာကနတော့က used to ဖြစ်နေတဲ့လူများဒီလေဥပဒေဆိုတော့အရေးယူမှုရှိတဲ့အခါမှာတချို့လဲဆဲလက်မန်ပါတွေဖြစ်သွားမယ်အဲ့ဒီအတွက်ဥပဒေအရထောင်တွေကျသွားမယ်မိသားစုတွေပြိုကွဲသွားမယ်တချို့ကြတော့လေအသိတရားတွေရပြီးရေးယူခံရမှာသိတဲ့အတွက်စိတ်တွေလျှော့တဖြည်းဖြည်းနဲ့ပပျောက်သွားတာကိုတွေ့ရတယ်ဆိုလိုချင်တာကဥပဒေအရအရေးယူမှုမရှိရင်ဥပဒေကနေပြီးတော့လွတ်ငြိမ်းခွင့်ရှိနေရင်ကနတော့က used to ဖြစ်နေကြသောလူသားများဟာမိမိအရွယ်ရောက်ပြီးတော့သူပဲဖြစ်နေပါစေမိမိအမှားဖြစ်နေတဲ့အတွက်ဆက်လက်မကျူးလွန်ဘူးလို့ဆုံးဖြတ်လိုက်တဲ့လူကတော့ရာခိုင်နှုန်းနဲ့တွေ့ရင်အလွန်အမတန်နည်းပြီးဆက်လက်ကျူးလွန်နေကြမှာပဲဖြစ်တယ်ဒါကြောင့်ဥပဒေလေးစားလိုက်နာမှုရှိသောဥပဒေတက်ရောက်မှုရှိသောတရားစီရေးစနစ်တက်ရောက်မှုရှိသောအနောက်နိုင်ငံအင်္ဂလန်နိုင်ငံဆွီဒင်နိုင်ငံ
US နိုင်ငံတို့မှာအကြမ်းဖက်မှုတွေအိမ်တွင်းကြမ်းဖက်မှုပဲဖြစ်ဖြစ်အချင်းချင်းတင်ငယ်ချင်းဘူလီလောက်တာပဲဖြစ်ဖြစ်ခိုးတာပဲဖြစ်ဖြစ်ဝှက်တာပဲဖြစ်ဖြစ်မဒိမှုတွေပဲဖြစ်ဖြစ်တဖြည်းဖြည်းရော့ပါသွားတာကိုတွေ့ရတယ်အထူးသဖြင့်ကားမောင်းတဲ့သူများဟာအရက်တော့ပြီးကားမောင်းခြင်းမူရရန်ကားခြင်းအလွန်အမတန်နေသွားတာကိုတွေ့ရတယ်ဥပဒေအရလွတ်ငြိမ်းခွင့်မရှိတဲ့အတွက် impunity လို့ခေါ်သောတရားဥပဒေမှာစီရင်ခွင့်ကင်းလွတ်ခွင့်မရှိတဲ့အတွက်တို့တော်လဲဆင်းရဲတဲ့နိုင်ငံများမှာတော့အရက်မူပြီးကားမောင်းလဲရေးယူမဲ့လူမရှိဒါကြောင့်ကနတော့ကအဲ့ဒီကျူးလွန်နေတဲ့သူများသည်လုံမြဲလုံနေကြတယ်အဲ့ဒါကိုလည်း delay တစ်ခုအနေနဲ့လုံနေကြတာကိုတွေ့ရတယ်အခုလိုတင်းကြံကာလမှာယူရီးယားနိုင်ငံမှာနှစ်စဉ်နှစ်တိုင်းတင်းကြံကာလနှစ်ကူးကာလမှာအရက်မူပြီးကားမောင်းတဲ့အတွက် highway လမ်းတွေမှာလူတွေအမြောက်များသေဆုံးနေတာကိုယူရီးယားအစိုးရကနှစ်စဉ်နှစ်တိုင်းထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုလိုချင်တဲ့သဘောတည်း impunity လို့ခေါ်သောလွတ်ငြိမ်းချမ်းသာခွင့်ရနေခြင်းများသည်ပြစ်မှုကိုကျူးလွန်ကြသောအမှားကိုပြုလုပ်နေကြသောသူများကိုအားပေးပြီးအဲ့ဒီအမှားကိုဇက်တိုက်လောက်ကင်ဖို့အခွင့်အရေးပေးနေတယ်လို့မျိုးသူတို့ဟာသူတို့အသိတရားရပြီးဆက်လက်အမှားကိုမလုပ်ဖို့ဆိုတာအလွန်အမတန်ရာဂနှုံးနဲတယ်ဆိုတာကဘာကြီးမှာတွေ့ရှိရတယ်ဒါကြောင့်အရွယ်ရောက်တဲ့သူများဟာမြည်သည့်အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်အမှားကိုအမှားမှန်သိရင်တော့ရုပ်စွာဆုံးအ ਨੇ ဆုံးမိမိမှားတာကိုတော့ဝန်ခံဖို့လိုအပ်တယ်လိုအပ်ရင်တောင်းပန်ဖို့လိုအပ်တယ်လိုအပ်ရင်ဥပဒေအရအရေးယူအပြစ်ပေးဖို့အတွက်တရားစီရင်စနစ်ရဲ့အောက်မှာသွားဖို့လိုအပ်တယ်အဲ့ဒီ delay ဒီကျွန်တော်တို့လိုချင်တော့သာယာသောလူပေါင်းမှာရှိကိုရှိရမယ်မရှိမဖြစ်ကိစ္စရတစ်ခုဖြစ်တယ်မိမိဟာတာယာသောလူပေါင်းကိုအမှန်တကယ်သွားကျင်တဲ့ဆန္ဒရှိတယ်ဆိုရင်တာယာသောလူပေါင်းမှာရှိသော principle များလို့ခေါ်တဲ့ကျင့်ဝတ်များစံများကိုမိမိကိုယ်တိုင်ကျင့်သုံးဖို့လိုအပ်တယ်ဒါကြောင့်ဒီတာယာသောလူပေါင်းမှာရှိတဲ့စံတွေဖြစ်တဲ့အတွက်အမှားနဲ့အမှန်ကိုခွဲခြားခြင်းမိမိအလုပ်တာဝန်နဲ့ရဲ့တာဝန်ကိုနားလည်ခြင်းအသက်ကြီးတဲ့လူတစ်ယောက်အရွယ်ရောက်ပြီးတော့လူတစ်ယောက်ဒီသူ့ကိုယ်သူကိုဆုံးဖြတ်ချက်ချနိုင်တဲ့ဆိုတဲ့အသည့်တရားရှိခြင်းမိမိလုပ်ကင်နေတဲ့လုပ်ငန်းကိုအလုပ်ကိုနားလည်ခြင်းတန်ဖိုးထားခြင်းဂုဏ်သိက္ခာရှိခြင်းအဲ့ဒါပေါ်မှာမူတည်ပြီးတော့ကလဒဆာဝတ်ဆိုတဲ့ CNN သတင်းတောက်ဒီ UK နိုင်ငံမှာမွေးဖွားခဲ့တာအဲ့ဒီစံများရှိသောလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာမွေးဖွားခဲ့သောနိုင်ငံသူတစ်ယောက်ဖြစ်တယ်အဲ့ဒီလိုပဲ impunity လို့ခေါ်သောလူငြိမ်းချမ်းသာခွင့်တွေမရှိသောနိုင်ငံမှာကြီးပြင်းခဲ့သောလူတစ်ယောက်ဖြစ်တယ်ဒါကြောင့်သူသည်အရွယ်ရောက်သောသူများ grown adult ရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်စင်ကြယ်တုံတရားနဲ့၎င်းရဲ့ဖြစ်ချင်တဲ့ဆန္ဒများကိုချင့်ချိန်ပြီးတကားလားအလွန်အမတန်အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကိုမြန်မာနိုင်ငံခီးစဉ်မှာသူချခဲ့ရတယ်ဆိုပြီးမနေ့ကသူ့ရဲ့အင်တာဗျူးမှာသူပြောသွားတာ
ဆိုတဲ့သဘောဒီဈေးမှာလာပြီးသူကတွေးဆုံတော့ပြောမွေးဟာပြောဆိုတော့သူကတွေးဆုံတဲ့သူများလည်းအန္တရာယ်ရှိတယ်ဆိုတာသူသိတယ်သူနာပတ်လည်မှာလည်းလုံခြုံရေးအဆောက်အအုံတွေအမြောက်များရှိတာသူသိတယ်ဒါကြောင့်မိမိနဲ့တွေးဆုံတော့သတင်းပေးတော့အင်တာဗျူးလုပ်တော့ကာဆာမာတယောက်အန်ဒီရရှိတာမိမိကြောင့်အန်ဒီရဖြစ်သွားမှာကိုမလိုလားတဲ့အတွက်သူတို့အဖွဲ့သည်အထူးသတိထားခဲ့တယ်သို့တော့ပြည်သူများရဲ့ပြောကြားခြင်းနဲ့ဆန္ဒများကိုလည်းအခွင့်အရေးပေးခြင်းနဲ့ဆန္ဒလည်းသူတို့အဖွဲ့မှာရှိတယ်ပြောချင်တာကမြန်မာနိုင်ငံမှာရှိသောသတင်းမီဒီယာများသည်အလွန်အမတန်ရဲရင်ပါတယ်မြန်မာနိုင်ငံမှာရှိသော citizen journalist တွေအလွန်အမတန်တတ်သိရှိပါတယ်သို့တော်လည်းလက်ရှိအနေအထားမှာတာဝန်ရှိသောလူတစ်ယောက်နဲ့ကိုမျက်နှာချင်းဆိုင်တွေ့ဆုံပြီးမိကွန်းမေးဖို့ဆိုတာမြန်မာနိုင်ငံသတင်းမီဒီယာများဒီအခွင့်အရေးကိုမရနိုင်ပါဘူးအဲ့ဒီတော့သူဒီလိုကိုလက်ခံပြီးမြန်မာနိုင်ငံကိုလာခဲ့ခြင်းဖြစ်တယ်ဆိုလိုချင်တာကတာဝန်ရှိတဲ့သူများကိုဖြစ်ပျက်နေသည်များကိုမျက်နှာချင်းဆိုင်ထိုင်ပြီးမေးဖို့အတွက်သူလာခဲ့တဲ့ရွေးချက်လေနောက်တစ်ချက်သူ့ကိုချင်းကပ်လာတဲ့သူများသူမေးတယ်ငါမှလုံခြုံရေးဆောက်ရှောက်ရှိတယ်မင်းတို့အနေဖြစ်မှာမကြောက်ဘူးလားဆိုတော့အဲ့ဒီကတော့ grown adult နော်အရွယ်ရောက်ပြီးသားသူများကငါတို့မကြောက်ဘူးငါတို့ပြောခြင်းတယ်အဲ့ဒီချိန်မှာသူ့ဘဝမှာအလွန်အမတန်ခက်ခဲတော့ဆုံးမချက်တစ်ခုကိုသူချရတယ်ဒီတာဝန်ရှိတဲ့မိမိကိုလာရောက်ပြောဆိုတော်သူများသည်အရွယ်ရောက်ပြီးသားလူဖြစ်တဲ့အတွက်သူ့မှာကိုယ်ပိုင်စုပ်ပြတ်နိုင်တဲ့စွမ်းရည်ရှိတာကတကြောင်သူတို့ပြောချင်တာကိုလည်းတောက်ပေါင်းဆောင်ကအခွင့်အရေးပေးတဲ့အနေနဲ့အခွင့်အရေးပေးတဲ့တယ်လို့သူဆုံးဖြတ်ချက်ချပြီးသူ့ရဲ့ကင်မရာကိုဖွင့်ကပြောဆိုခွင့်ပေးပြီးကဘာကိုတင်ပြပေးခဲ့တယ်လို့သူမနေ့ကပြောရတယ်ဒီနေရာမှာသတင်းမီဒီယာတယောက်ရဲ့ရက်တီပုံသတင်းသူ့ရဲ့လုပ်ငန်း professional ဘဝကိုတန်ဖိုးထားဖို့ပြီးတော့အရွယ်ရောက်ပြီးတော့သူတယောက်ဤဆုံးဖြတ်ချက်တည်အဲ့ဒီအရွယ်ရောက်တဲ့လူတယောက်ဒီအမှားမှန်ကိုသိထားတဲ့အတွက်သူကိုယ်တိုင်ကလိုလားမြည်သူရဲ့လွှမ်းမိုးမှုကမပါပဲမြည်သူရဲ့ချင်းချောက်မှုမှမပါပဲပြုလုပ်တာဖြစ်တဲ့အတွက်အခွင့်အရေးပေးရမယ်ဆိုပြီးတော့သူအခွင့်အရေးပေးခဲ့တယ်လို့သူသုံးသပ်သွားတာအလွန်အမတန်ကောင်းသောသုံးသပ်ချက်ပါ risk analysis လုပ်သွားတာအလွန်အမတန်ကောင်းသောသုံးသပ်ချက်ပါဆိုလိုချင်တာကကျွန်တော်တို့သွားကျင်တော့သာရောက်သောလူပေါင်းမှာအဲ့လိုတာဝန်ယူမှုရှိသောအဲ့လိုမှန်ကန်တဲ့ဆုံးဖြတ်ချက်များကိုချနိုင်သောသတင်းမီဒီယာသမားများလိုအပ်တယ်မြန်မာနိုင်ငံမှာသတင်းမီဒီယာပြုလုပ်တော့သူများသည်အလွန်အမတန်အတုယူစရာကောင်းသောသူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုကိုမနေ့ကသူ့ရဲ့အင်တာဗျူးမှာတွေ့ရတာဆိုလိုချင်တာကအမှားကိုအမှားအမှန်ကိုအမှန်ပြောရရမှာတင်ပြပေးရမှာသတင်းမီဒီယာရဲ့အလုပ်ပါအဲ့ဒီအမှားနဲ့အမှန်မှာလဲသူ့ရဲ့ဆုံးဖြတ်ချက်မပါပဲတင်ပြပုံတင်ပြတဲ့လူကန်ရှင်များရဲ့တင်ပြမှုကိုဘက်ပေါင်းစုံကတင်ပြပြီး viewer ကြည့်တော်သူများသတင်းကြည့်ရှုတော်သူများပြည်သူများကိုဆုံးဖြတ်ခိုင်းတာသူရဲ့ comment တစ်ခုမှမပါဘူးသူရဲ့တင်ပြပုံတွေမှာဟိုဘက်ကတင်ပြတယ်ဒီဘက်ကတင်ပြတယ်ဒါကိုပဲသူပြသွားတာပြီးတော့အင်တာဗျူးမှာလည်းတစ်ဖက်ကပြောတယ်ပြောတဲ့လူအပေါ်မှာမူတည်ပြီးသူကထက်ကမေးသွားတာသူကနေပြီးတော့ဒါဖြစ်တယ်တင်ပြတာမဟုတ်ဘူး
အင်တာဗျူးတဲ့လူကတော့သူပြောသွားတဲ့ဟာမိကုန်းကိုဖြေသွားတဲ့ဟာအဖြေပေါ်မူတည်ပြီးနောက်ထပ်မိကုန်းနေထပ်မိသွားတာအဲ့ဒီမိကုန်းနေမိတဲ့နေရာမှာလေသက်သေအထောက်ထားကျွန်တော်ပြောနေတော့ data science facts evidence သက်သေများနဲ့အချက်လက်များနဲ့တင်ပြပြီးမိကုန်းများမိသွားတာဟိုဒါလေးကတော့ဟိုလိုဖြစ်မယ်ထင်တယ်အကယ်၍များဖြစ်လာမယ်ထင်တယ်အကယ်၍များဒီလိုဆိုရင်တော့ဟိုလိုဖြစ်သွားမယ်ထင်တယ်ဆိုတဲ့စိတ်ကူးရင်မိမိရဲ့ခံစားချက်တွေမိမိရဲ့ယုံကြည်ချက်တွေနဲ့မိကုန်းများမေးသွားတာမဟုတ်ဘူးအလုံးအမတန်အတူယူစရာကောင်းသောကိစ္စရပ်များပါသတင်းတင်ပြမှုတစ်ခုမှာသတင်းစီးဆင်းမှုတစ်ခုမှာဒီသတင်းကိုတင်ပြတဲ့အခါမှာတင်ပြသောကြည့်ရှုသောသူများကိုပေးခြင်းတဲ့ message ပါတယ်ဖြစ်ပြနေသည်များကိုလည်းခြုံငုံမှုပါတယ်ဆိုလိုချင်တာကမြန်မာနိုင်ငံမှာဒီလိုအဖြစ်ပြက်တွေဖြစ်နေတယ်နောက်က background ကဒါရှိတယ်အဲ့ဒီချိန်မှာဆန္ဒပြမှုတွေဖြစ်တယ်ဆန္ဒပြမှုတွေကိုနှိမ်နင်းမှုတွေဖြစ်တယ်အဲ့ဒီနေရာမှာဆန္ဒပြမှုတွေဘာကြောင့်ဖြစ်တယ်လဲဒါတစ်ချက်ပြတယ်နှိမ်နင်းမှုတွေဘယ်လိုဖြစ်နေလဲနှစ်ချက်ပြတယ်ပြီးမှအဲ့ဒီနှိမ်နင်းမှုတွေကဘယ်လိုအတိုင်းအတာထိဖြစ်နေတယ်လဲအဲ့ဒါကိုထပ်ပြတယ်ပြီးမှအဲ့ဒီနှိမ်နင်းမှုဖြစ်တဲ့ချိန်မှာနိုင်ငံမှာရှိတဲ့ဘက်နှစ်ဖက်ပြည်သူနှစ်ဖက်ရဲ့ site ကိုသူပြတယ်ဆိုလိုချင်တဲ့ဘောဒီတစ်ဖက်ကဆန္ဒပြသူတွေရဲ့အကြမ်းဖက်မှုကြောင့်ခံစားရတဲ့သူများဒါသက်ဆိုင်ရာနိုင်ငံတော်ကစီစဉ်ပေးတော့သူများကိုသူအင်တာဗျူးလုပ်တယ်အကုန်သူမေးခွန်းနဲ့မေးတယ်သူတို့ပြောတာတွေအားလုံးနားထောင်မေးတယ်ပြီးမှသူမေးစရာရှိတာမေးလိုက်တယ်မင်းတို့တို့အစော့လောက်ခံရတာမှန်တယ်မင်းတို့တိုက်ခိုက်ခံရတာမှန်တယ်မင်းတို့တိုက်ခိုက်ရတာနဲ့ဒီမှာသေသွားတဲ့900နဲ့ညီမျှမှုကိုရှိရဲ့လားဆိုတဲ့မေးခွန်းသူပြန်မေးတိုက်တဲ့မေးခွန်းကိုတက်မေးလိုက်တယ်ဟိုဘက်ကအဖြေကိုသူမတင်ပြဘူးတခါလွတ်လပ်စွာသူတွေ့ကျင်တဲ့လူသတင်းတစ်ခုကိုတင်ပြဖို့ဆိုရင်ဒီနိုင်ငံအကြောင်းကိုလာတဲ့ဒီနိုင်ငံမှာရှိတဲ့တကယ်ဆန္ဒပြနေတဲ့ပြည်သူတွေဘယ်လိုခံစားနေလဲဆိုတာကိုသူ့ကိုသတင်းယူခွင့်မပေးဘူးနိုင်ငံတကာမှာရှိသောသတင်းဌာနများရဲ့လုပ်ပုံလုပ်နည်းများကိုသဘောပေါက်ဖို့လိုအပ်တယ်သတင်းဌာနများသည်နှစ်ဖက်ကိုတင်ပြတာအဓိကပြည်တွင်းကိုလာရတဲ့အဓိကအကြောင်းရင်းကလည်းမြန်မာနိုင်ငံအေးဆေးဖြစ်နေဘယ်သူမှစိတ်ဝင်စားဘူးဘယ်ကဘာကြီးကမှစိတ်ဝင်စားဘူးအဲ့ဒီသတင်းကိုတင်ပြရင်လည်းဘယ်သူမှကြည့်မှာမဟုတ်ဘူးမြန်မာနိုင်ငံမှာအမှန်တကယ်ဖြစ်ပျက်နေသည်များကိုကဘာကြီးကစိတ်ဝင်စားနေတဲ့အတွက်ကဘာကြီးကိုတင်ပြဖို့လာတဲ့နေရာမှာအမှန်တကယ်ဆန္ဒပြနေတဲ့လူများကိုမှအင်တာဗျူးလုပ်ပြီးမပြန်လာရင်သူ့ရဲ့သတင်းတင်ပြမှုဒီဘာမှအဓိပ္ပာယ်မရှိတော့တာဆိုလိုချင်တာကတရုတ်သတင်းမီဒီယာ global time မှမဟုတ်တာ Russia television RT သတင်းမှမဟုတ်တာတစ်ဖက်သက်တင်ပြခြင်းနဲ့ဆိုရင်လေငကိုတွေက Russia television global time CCTV သတင်းဌာနများနဲ့သတင်းတိဆက်ဖို့လုပ်တင်တာ CNN ဆိုတာ international သတင်းဌာနဆိုတာအနောက်နိုင်ငံမှာကြီးပြင်းသောသတင်းတောက်ဆိုတာသူ့မှာစံရှိပြီးသားမြန်မာနိုင်ငံမှာအဓိကဖြစ်ပျက်နေတာသည်ဆန္ဒပြမှုတွေဖြစ်ပွားတယ်နှိမ်နင်းမှုတွေဖြစ်တယ်လူတွေလမ်းပေါ်ထွက်လာတယ်အဲ့ဒါကိုကဘာကြီးကစိတ်ဝင်စားတာအဲ့တော့သတင်းတင်ပြတဲ့လူကဆန္ဒပြတဲ့လူတွေရဲ့ကိုမေကွန်ပေးလို့မရပဲသတင်းတင်ပြမယ်ဆိုရင်ဒီသတင်းကိုဘယ်ကမှကြည့်မှာမဟုတ်ဘူးဘယ်သူမှလည်းလက်ခံမှာမဟုတ်ဘူးဒါပေမဲ့သူ့မှာဒီအခွင့်အရေးမရခဲ့ဘူးဒါပေမဲ့သူရတဲ့အခွင့်အရေးတွေကိုတော့သူပပလေးဖော်ထုတ်သွားတယ်သူသွားလဲနေရာတိုင်းမှာလုံခြုံရေးအဆောက်အအုံအပြည့်နဲ့နေရတယ်သူရောက်နေတယ်ဆိုရင် social media ကတိတ်သွားပြီးတော့အဲ့ဒီရက်ကွက်ထဲမှာအတန်နေနဲ့တန်မုံတွေတီးကြတယ်သူ့ကိုလည်း social media မှာတက်ရည်တယ်သူတို့အတန်ကိုမင်းတို့ငါတို့မမြင်ငါတို့အတန်ကိုတော့ကြားပါငါတို့ဒီဆက်ကျင်နေတယ်ဒါကိုသူထဲပြောသွားတယ်ပြည်သူတွေဒီသူနဲ့တွေ့ခွင့်မရဘူးသူ့ကိုလည်းတွေ့ဖို့ပိတ်ပင်ထားတယ်တကယ်အမှန်တကယ်ဆန္ဒပြတဲ့လူတွေကလည်းလာပြီးတွေ့လို့မရဘူးတွေ့လို့မရအောင်သူပတ်လဲမှာဗမာလူပြောရင်တော့လုံခြုံရေးတွေအထက်ထက်ဝိုင်းထားတယ်ဝင်လို့မရအောင်လုပ်ထားတယ်ဒါပေမဲ့
အဲ့ဒီပြည်သူတွေကသူတို့စန္ဒဖော်ထုတ်နေတာကိုအတန်နဲ့သူအတန်ပေးတယ်ကားဟုံးတွေတီးတယ်တချို့ပြည်သူများဆိုရဲရင်နဲ့သူ့ကိုတွေ့တာနဲ့လက်သုံးချောင်းတွေထောင်ပြကြတယ်အဲ့ဒါကိုသူကလည်းမရရအောင်ကင်မရာနဲ့ရိုက်ပြတယ်အဲ့ဒါမှလမ်းလျှောက်သွားတဲ့သူတို့ကိုယ်တိုင်ရွေးချယ်ထားသောဈေးအဲ့ဒီဈေးသူတို့သတ်မှတ်ထားတဲ့နေရာကိုသွားတာတောင်သူ့ကိုလမ်းလျှောက်ခွင့်လေးပေးပါလို့ပြောတဲ့အချိန်မှာနောက်ဆုံးကျတော့လမ်းလျှောက်ခွင့်ပေးတယ်ရကစားတရက်နှစ်ရက်မှာတော့လမ်းလျှောက်ခွင့်လည်းမပေးဘူးစီစဉ်ထားတဲ့သူများနဲ့ပဲတွေ့ဆုံခွင့်ပေးတယ်ဒါမဲ့အဲ့ဒီနေ့မှာတော့ public space ကိုသွားခွင့်ပေးတယ်အဲ့ဒီ public space ကလည်းအမှန်တကယ်သတ်မှတ်ထားသောဈေးတစ်ခုကိုခေါ်သွားတာအဲ့မှာလည်းလုံခြုံရေးတွေအထက်ထပ်ချထားတယ်သူတို့လူတွေအစစ်စစ်ဝိုင်းနေတယ်ဘယ်သူမှလာတွေ့လို့မရဘူးဒါတောင်လမ်းလျှောက်သွားတဲ့လူတွေရောကပ်ပြီးတော့ we want democracy ဆိုတော့ပြောပြအောင်ပြောသွားတယ်အဲ့မှာခဏတော့ရဲရဲတဲ့ကလေးတွေဆရာမတွေရောက်လာပြီးတော့ပြောသွားတယ်အဲ့ဒီချိန်မှာသူ့မှာဆုံးဖြတ်ဖို့အတွက်အရွယ်ရောက်တော်သူနဲ့ decision သူစဉ်းစားရတော့တယ်ဒါပေမဲ့သူဒီလူတယောက်ဒီသူလာပြောတဲ့အချိန်မှာသူ့ဒီမှာအန်ဒီရရှိတယ်ဆိုလဲသိတယ်သူကလည်းအဲ့ဒီအန်ဒီရရှိမှသိရသားနဲ့လေသတင်းတင်ပြဖို့အခွင့်အရေးမပေးခြင်းဘူးသူကြောင့်အန်ဒီရဖြစ်မှလည်းမလိုလားဘူးသို့တော့နှစ်ဖက်ဖြစ်တဲ့အတွက်တစ်ဖက်ကပဲသူသတင်းရတာပြီဒီဘက်ကကန်ရှင်ပြည်သူများရဲ့သတင်းကိုယူဖို့ကလည်းလိုအပ်နေတဲ့အတွက်နောက်ဆုံးသူဒီသတင်းကိုလည်းကဘာကြီးကိုတင်ပြခြင်းတဲ့အတွက်ဆိုတဲ့သဘောဒီ CN ကိုကြည့်နေကြတော့သတင်းကြည့်ရှုသူများကိုတင်ပြပေးဖို့အတွက်သူဒီအခွင့်အရေးပေးလိုက်ရတယ်ပြောချင်တာက decision ချလိုက်တာဆိုလိုချင်တာက professionalism ဆိုတာမိမိတမွေးဝမ်းကြောင်းကိုတံမိုးထားတယ်ဆိုတာအဲ့ဒါပါပဲ။သာယာသောလူပေါင်းမှာ professionalism တွေလိုရတယ်မိမိတမွေးဝမ်းကြောင်းကိုတာဝန်ထားတော်သူများမိမိရဲ့အလုပ်ကိုတံမိုးထားတော်သူများမိမိရဲ့ဂုဏ်သိက္ခာကိုတံမိုးထားတော်သူများမိမိရဲ့စိတ်နေစိတ်ထားကိုတံမိုးထားတော်သူများမိမိအလုပ်ကိုမိမိတံမိုးထားတော်သူများသည် professionalism လို့ခေါ်ပြီးအဲ့ဒီ professionalism များနဲ့သာယာသောလူပေါင်းကိုတိဆောက်ယူလို့ရတာသူရဲ့တမွေးကြောင်း career ထမင်းစားလက်မှတ်ပေါ့နော်ရိုးလေးပြောရရင်သူ့ကိုထမင်းရှာကျွေးနေသောတမွေးကြောင်းကိုတန်ဖိုးထားသောပညာရှင်ပိသားစွာနဲ့သူ့လုပ်ကိုသူလုပ်သွားတာပြောချင်တာကကဘာကြီးကိုသူပေးခြင်းတဲ့ message ဒီမြန်မာနိုင်ငံမှာပြည်သူများယခုကဲ့သို့ဆန္ဒပြနေတယ်ယခုကဲ့လို့အနှိမ်နှင်းခံနေရတယ်တစ်ဖက်ကတော့ဒီလိုပြောတယ်တစ်ဖက်ကတော့အဲ့ဒါမဟုတ်ဘူးဆိုတာဖြေရှင်းသွားတယ်ပေးခြင်းတဲ့ message ကရွေချက်ကပါတယ်ကဘာကြီးကို the voice is making hard တမရဂျိုးဘိုင်ဒန်ကပြောသွားပါတယ်မြန်မာ people is making the voice hardမြန်မာနိုင်ငံပြည်သူများသည်သူတို့ရဲ့အသံတွေကဘာကြီးကြားအောင်ပြုလုပ်နေတယ်အဲ့ဒီတိုင်းပဲအခုသူပါပြောပါလေသူတို့ရဲ့အသံတွေကိုကဘာကြီးကိုကြားစေခြင်းနဲ့သူ့ကိုကြည်နေကြသောစီယံသတင်းဌာနကိုကြည်နေကြသောပြည်သူပြည်သားများကဘာသူကဘာသားများကိုကြားစေခြင်းနဲ့ဒါဆိုရင် BBC တို့မှာမြန်မာပိုင်းမှာVOA မြန်မာပိုင်းမှာ RFA မြန်မာပိုင်းမှာတခြားသတင်းမီဒီယာတွေမှာသူတို့တင်ပြနေပုံများသူတို့ဆွေးနွေးသုံးသပ်နေပုံများသူတို့ analysis လုပ်ပုံများကဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲကဘာကြီးကိုအမှန်တိုင်းကြားစေချင်တာလားဒုတိမဟုတ်အပြတ်တိုင်းကြားစေချင်တာလားအလုံးအမတန်ရေးကြည့်ပါလေမှန်ပါတယ်သတင်းဌာနတစ်ခုဒီသတင်းတစ်ခုကိုတင်ပြပေးတာဘယ်နှစ်ဖက်ရှိတာလက်ခံပါတယ်ဒါပေမဲ့အဲ့ဒီဘက်တစ်ဖက်မှာမိမိသွားခြင်းနဲ့သတင်းပေးခြင်းနဲ့သတင်းစီးစေခြင်းနဲ့မိမိကိုနားထောင်နေသောကာဆာဘာများကိုပေးစေကြားစေခြင်းတဲ့ဟာမျိုးကိုတင်ဆက်ပေးကြတာဒီလိုနေရာမှာကနတော့ကသတင်းကိုသုံးသပ်တော်သူများကိုစနစ်တကျရွေးချယ်ဖို့လိုအပ်တယ်စနစ်တကျတင်ပြတတ်ဖို့လိုအပ်တယ် CN သတင်းတောက်ဒီသူကဘာကြီးကိုပေးခြင်းတဲ့ message က
ပြည်သူတွေရဲ့စန္ဒအမှန်ကိုတင်ပြသွားတာအမှားဘက်ကပြောတာများကိုအတက်နိုင်ဆုံးနည်းနည်းပဲပေါ်ပြသွားတာအဲ့ဒီအမှားဘက်ကပြောနေတာများကိုလေအမှန်နဲ့သူလေပြန်လဲခြေပပြီးမေးခွန်းမေးသွားတာစောစောတော့ကကြီးနေသောပြိဿများကိုစားမှားနေတာကိုမှားကြောင်းတက်သေးအထောက်ထားနဲ့သူထောက်ပြပြီးမေးခွန်းမေးသွားတာပြန်လဲတုတ်ပြန်သွားတာပြည်သူကနေပြီးတော့သတင်းကြည့်တဲ့လူတွေကမေးခွန်းမေးစရာမလိုသူကန်ရှင်ဒီသူ့လို့သူဒီအမှန်နဲ့အမှားမှာအမှန်ဘက်ကရက်တည်သောနိုင်ငံမှာကြီးပြင်းတဲ့ကလေးအမှန်ဘက်ကသတင်းဌာနမှာလုပ်နေတဲ့လူတစ်ယောက်အမှန်ဘက်ကသတင်းပို့ပေးတဲ့လူတစ်ယောက်အတွက်အမှားသူကိုပြောတဲ့အချိန်မှာချက်ချင်းအမှားဒီမှားကြောင်းထောက်ပြပြီးမေးခွန်းပြန်လဲခြေပပေးခဲ့တာဒါဆိုရင် BBC RFA VOA မှာရှိတော့သတင်းပြပြသူများသည်အမှားကိုအမှားတိုင်းမေးပြီးအဲ့ဒီ analysis လုပ်ခဲ့သူများကိုပြောခွင့်ပေးနေခြင်းသည်ကျွန်တော်တို့နားထောင်သောကာစတမာများကိုအမှားကိုမှားတယ်ဆိုတဲ့အကြောင်းပြောချင်တာကသတင်းအမှားပေးနေတယ်လို့များမဖြစ်နေဘူးလားအလုံးအမတန်ရေးကြည့်ပါတယ်ဘာဖြစ်လို့ဒီစကားကိုပြောလဲဆိုတော့ရိုဟင်ဂျာကိစ္စတော့အမြောက်အများအဲ့ဒါမျိုးသတင်းသုံးသပ်မှုတွေအများကြီးလုပ်ခဲ့တယ်ယနေ့မှမှားတာကိုမှားတယ်ဆိုဝန်ခံတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ငကိုယ်တည်းကမှားတာကိုအရွယ်ရောက်ပြီးတော့သူများသည်မှားမှန်သိကိုသိရမှာမြည်သည့် bias မြည်သည့်ရွေချက်တွေမှာမပါပဲအမှားကိုအမှားတိုင်းငကိုယ်တည်းကသိရမှာအလုံးအမတန်အရေးကြီးတဲ့ကိစ္စပါဒီ CN သတင်းဌာနရဲ့သတင်းတင်ပြပြောင်းသည်ငကိုယ်တည်းကသူဒီသတင်းသမားဖြစ်တဲ့အတွက်အမှားကိုချက်ချင်းသူအမှန်မေးခွန်းနဲ့ချက်ချင်းပြန်ထောက်ပြီးမေးခဲ့တယ်မြန်မာနိုင်ငံသတင်းမီဒီယာများမှာကြတော့အသာလေးမျောပြီးတော့အမှားကိုအမှားတိုင်းဆိုလိုချင်တဲ့သဘောဒီနားထောင်နေသောပြည်သူများကိုအမှားတိုင်းသိစေချင်တာဒါကြောင့်အဲ့တိုင်းကိုမျောပြီးလိုက်တာအဲ့ဒါမျိုးအမှားတွေပြောမဲ့လူတွေကိုပဲရွေးပြီးတော့အင်တာဗျူးလုပ်တယ်အဲ့ဒီလူတွေကိုပြောခွင့်ပေးတယ် BBC သတင်းဌာန RFA သတင်းဌာန VOA သတင်းဌာနဒီအနောက်နိုင်ငံမီဒီယာအထူးသဖြင့် UK အစိုးရရဲ့ policy UK အစိုးရကသတင်းဌာန VOA RFA ဆိုတာလေအမေရိကန်အစိုးရရဲ့သတင်းဌာနအခုလိုပဲဒီနိုင်ငံမှာနေပြီးဒီနိုင်ငံမှာရှိတဲ့စံများနဲ့အမှန်ကိုအမှန်ဘက်ကအမြဲတမ်းပြောရမယ်အစားတခါတည်းအမှားဘက်ကအားပေးပြီးပြောနေတာကိုကျွန်တော်အနှစ်90နားထောင်ခဲ့တဲ့တက်တန်းဒို့ဒီမို့အနှစ်30နားထောင်ခဲ့တဲ့တက်တန်းရအမြောက်အများတက်သေးအထောက်ထားတွေရှိတယ်ဆိုလိုချင်တာကမိမိပြောကြားနေသောသတင်းဌာနသည်ရုရှားတယ်လီဗီရှင်းမဟုတ်ပါဘူး China Global Time မဟုတ်ပါဘူး BBC ဆိုတာ UK နိုင်ငံရဲ့အဓိက standard public broadcasting ပါယနေ့ပဲကြည့် BBC ဒီအများကြီးဝေဖန်ခံနေရတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့ပြင်မကြီးရဲ့ကျင်ရတော့နေရဆန်တဲ့ကိစ္စမှာလက်ကခံမခက်ခံ Her Majesty Government ဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့အကြီးအကဲတယောက်ဖြစ်တဲ့အတွက် BBC သတင်းများ UK ရဲ့ television အားလုံးနှိပါသည်အထူးသဖြင့် BBC Sky News ဒီတနေကုန် Prince Philip ရဲ့အကြောင်းပဲပြနေတာဘာသတင်းမှမပြတော့ဘူးမြန်မာနိုင်ငံအရေးကြီးတာတွေအမေရိကန်ကြီးရဲ့ဂူကိုမဆိုင်ဘူးတနေကုန် Prince Philip အကြောင်းပဲပြနေတာတနေကုန်ပြနေတာရေဒီယိုမှာလည်းတနေကုန်ဒါတွေပဲပြောနေတာပြောချင်တာက BBC သတင်းဌာနသည်သူ့နိုင်ငံစံကိုလိုက်နာရတယ်သူ့နိုင်ငံရဲ့အကြီးအကဲတယောက်သည် National Morning ဖြစ်နေတဲ့အတွက် National Morning တော့တနိုင်ငံလုံးဝမ်းနေခြင်းအထိတ်မှန်နဲ့နိုင်ငံတော်ကသတ်မှတ်ထားတဲ့အတွက်ဒါပဲပြနေရတယ်သို့တော့အဲ့ဒီ BBC News အောက်မှာအဲ့ဒီကနတော့တော်ဝင်မိသားစုကိုမကျေနပ်ကြတော့သူများကတော့ comment တွေ negative comment တွေအများကြီးဝင်ရင်းနေတယ်ရေးတာပဲဒါလွတ်လပ်စွာရေးခွင့်ရှိတယ်သို့တော့သူ့ရဲ့စံရသူ့နိုင်ငံရဲ့စံရတနေကုန်ဒီသတင်းမပြမှာရှေ့ရလုံးပြမှာ
ဆိုလိုချင်တာကမိမိရက်တည်နေတဲ့သတင်းဌာနရဲ့စံမိမိရက်တည်နေတဲ့နိုင်ငံရဲ့စံမိမိရက်တည်နေတဲ့လူအဖွဲ့ရဲ့စံများကိုလိုက်နာဖို့လိုအပ်တယ်အဲ့ဒါကိုတော့ CNN သတင်းတော့ကလိုက်နာကြောင်းပြသွားတာမှန်ပါတယ်မိမိလိုချင်တဲ့သတင်းဌာနမိမိပြောချင်တဲ့အတိုင်းပြောပေးမဲ့သတင်းဆိုရင်တော့ရုရှားတယ်လီဗီရှင်းကိုခေါ်ပြီးပြောလောက်အောင်ပါ China television CCTV ကိုခေါ်ပြီးရရမှာ CNN လို့အင်္ဂလန်နိုင်ငံမှာမွေးဖွားတဲ့အင်္ဂလန်သူတယောက်ပြီးတော့ CNN ရဲ့စံ CNN ရဲ့သတင်းတင်ပြပုံ CNN ရဲ့ vision CNN ရဲ့ကျင့်ဝတ်များနိုင်ငံတကာသတင်းသမားတယောက်ရဲ့ကျင့်ဝတ်များအရေးကြီးဆုံးချက်ဒီအမှန်နဲ့အမှားကိုကွဲကွဲပြားပြားသိတော့အရွယ်ရောက်တော့သတင်းတောက်တယောက်ဒီအမှန်ကိုအမှန်တိုင်းနဲ့ပြောမယ်အမှားဘက်ကရှိတာတင်ပြတာရှိရင်လေသူတင်ပြသွားမယ်ဒါပေမဲ့အမှန်ကိုပဲ focus လုပ်ပြီးတော့အမြောက်အများကဘာကြီးကိုချပြတာအလုံးအမတန်အတူယူစရာကောင်းပါလေအလုံးအမတန်အတူယူစရာကောင်းပါလေဆိုလိုချင်တာကကျွန်တော်တို့ဒီသာယာသောလူပောင်ကိုတွားတော့မယ်ဆိုရင်ယခုကဲ့သို့စံများယခုကဲ့သို့အမှန်ကိုအမှန်တိုင်းအဲ့ဒီအမှန်ကိုအမှန်တိုင်းဆိုတာမိမိရဲ့တကိုယ်ရည်တကာရစိတ်ဆန္ဒအရာပြောတာတဲ့လူတွေအားလုံးလက်ခံထားသောကဘာကြီးတစ်ခုလုံးကလက်ခံထားသောစံအရာအမှန်တရားကိုပြောတာကျွန်တော်ကောင်းမှတ်မိသေးတယ်မစ္စတာလီကွမ်ယူနဲ့အမေရိကန်နဲ့ဖြစ်ခဲ့သောအခင်းကျင်းတစ်ခုပါစင်ကာပူနိုင်ငံထီထောင်ကာစ1990ပတ်ဝန်းကျင်မှာဖြစ်ထားတာ80နဲ့စွန်းနဲ့90ထင်တယ်ကျွန်တော်ခုနှစ်တော့အတိအကျမသိတော့ပါဘူးပြီးတော့မဆာမဟာသီယာနဲ့လည်းဖြစ်ထားတယ်မလေးရှားဝန်ကြီးချုပ်နဲ့အဲ့ဒီချိန်ကအမေရိကန်နိုင်ငံသားကလေးငယ်တယောက်ဒီစင်ကာပူနိုင်ငံရပြီးတော့ကျွန်တော်ထင်တယ်ကားတစ်စီးကိုမှုတ်စီနဲ့မှုတ်လိုက်တဲ့ကိစ္စကျွန်တော်အသေးစိတ်ကတော့မမှတ်မိတော့ဘူးအဲ့ဒီမှာစင်ကာပူနိုင်ငံကသူ့နိုင်ငံဥပဒေအရအရေးယူမယ်လက်ခံတယ်ကဘာကြီးမှာဥပဒေအရအရေးယူတာလူတိုင်းလက်ခံတယ် impunity မရှိဘူးသို့တော့စင်ကာပူနိုင်ငံရဲ့ဥပဒေအရကြိမ်တံပေးတာအဲ့ဒါကိုကြတော့အနောက်နိုင်ငံလက်မခံဘူးဒါညှဉ်းပန်းနှိပ်စက်တာအဲ့မှာအမေရိကန်စနစ်နဲ့စင်ကာပူစနစ်နဲ့အချင်းပွားကြတယ်အငင်းပွားကြတယ်အဲ့ဒီမှာမစ္စတာလီကွမ်ယူပြောတဲ့စကားတစ်ခုကိုကျွန်တော်မှတ်မိတယ်မင်းတို့ပြောတဲ့အနောက်နိုင်ငံဒီမိုကရေစီကငါတို့အာရှအတွက်မဟုတ်ဘူးအထူးသဖြင့်ငါတို့စင်ကာပူနိုင်ငံအတွက်မဟုတ်ဘူးသူတို့ဒီအဲ့လိုဒီမိုကရေစီကိုတခုတည်းရှိတဲ့ဒီမိုကရေစီကိုအာရှဒီမိုကရေစီအနောက်နိုင်ငံတွေဆိုခွဲပြောနေတာပြောချင်တာကသူတို့လုံးရမှားတာကိုကာဗာလုပ်နေတာသူကိုယ်တိုင်အာဏာရှင်ပဲလေသူကိုယ်တိုင်ရသပန်အုပ်ချုပ်ပြီးဖေးပြီးတော့သားတာအုပ်ချုပ်နေပြီဒီမိုဒီအစ်စ်မှမဟုတ်တာတိုင်းပြည်ကောင်းအောင်လုပ်တာတကဏ္ဍစနစ်ရတော့ဒီမိုစီမဟုတ်အဲ့ဒါကိုသူကဒီမိုကရေစီလို့နာမည်ခံထားပြီးငါတို့ဒီအာရှဒီမိုကရေစီစင်ကာပူဒီမိုကရေစီလို့ပြောခဲ့တာထိုနည်း၎င်းအဲ့ဒီချိန်ကမလေးရှားဝန်ကြီးချုပ်မဟာသီယာလည်းအဲ့ဒီစကားတွေပဲပြောခဲ့တာအာရှယဉ်ကျေးမှုအာရှဒီမိုကရေစီအမှန်ကတော့သူတို့ရဲ့အာဏာရှင်လုပ်မှုတပါတီအာဏာရှင်လှုပ်ထားမှုတပါတီအာဏာရှင်ကအုပ်ချုပ်နေမှုပြည်သူအာဏာကိုလူယူထားမှုဒီကိုကာဗာလုပ်သောစကားရများဆိုလိုချင်တာကအဲ့တော့အာရှတလားမှာရှိတဲ့သူများကဟုတ်တယ်ရောင်ထင်ခဲ့ကြတယ်အထူးသဖြင့်သူတို့ကိုထောက်ခံနေကြသောသူများကအနောက်နိုင်ငံဒီမိုကရေစီဆိုတာပွင့်လင်းတာမလို့အနောက်နိုင်ငံဆိုတာပျက်စီးနေတာအနောက်နိုင်ငံဆိုတာယူရွေးနေတာအနောက်နိုင်ငံကလူသားတွေမိန်းကလေးတွေကပျက်စီးနေတာဗမာလူပြောရင် night club တက်နေတာ dance ကနေတာအပေါ်ချွတ်တွေလုံနေတာအနောက်နိုင်ငံမှာရှိတဲ့လူတွေကအရင်ဆိုင်နေဒါကြောင့်အနောက်နိုင်ငံဒီမိုကရေစီငါတို့အာရှမှာရှိသောယဉ်ကျေးသောဘာသာတရားကိုလေးစားလိုက်တာသောသူများနဲ့မသိတော့ဘူးဒါကြောင့်မင်းတို့ဒီမိုကရေစီငါတို့ပြုပြင်နေဆိုတော့အကြောင်းပြချက်နဲ့သူတို့ရဲ့အာဏာရှင်အာဏာယူမှုတပါတီအာဏာစနစ်စင်ကာပူနိုင်ငံမလေးရှားမဟာသီယာတို့က
အကြောင်းပြခဲ့ကြတာဒီနေ့အဲ့ဒီချိန်တုန်းကတော့ကျွန်တော်ကိုယ်တိုင်ဟုတ်တယ်လို့ထင်ခဲ့တာယနေ့ကိုယ်တိုင်ဒီနိုင်ငံဒီမှာလာရောက်နေထိုင်ပြီးတကားလားအဲ့ဒါတွေအားလုံးတွေအမှားဘယ်အနောက်နိုင်ငံသူနိုင်ငံသားများပေါ်ချွတ်နေတာကျွန်တော်မတွေ့ဘူးဘယ်သူကမှနိုင်ကလေးတွေမှာသွားပြီးတော့ပျက်စီးယုံရင်းနေတာကျွန်တော်မတွေ့ဘူးအဲ့ဒီအာရှနိုင်ငံတွေမှာပဲခါရာအိုကေတွေနဲ့နက်ကလပ်ပေါင်းများများစွာပေါ်နေတာအထူးသဖြင့်ဘန်ကောက်နိုင်ငံမှာအင်္ဂလန်နိုင်ငံမှာဘန်ကောက်နိုင်ငံလောက်ကြီးတဲ့နက်ကလပ်တစ်ခုမှကျွန်တော်မတွေ့ဘူးကျွန်တော်မိတ်ဆွေတယောက်လန်ဒန်ကိုလာလည်တဲ့အချိန်မှာကျွန်တော်နက်ကလပ်တပ်ဖို့ပူစားတယ်ကျွန်တော်ပြောတယ်နက်ကလပ်မရှိဘူးမင်းဟုတ်ရလားမရှိဘူးလို့ဟာဟုတ်ရလားတဲ့မရှိဘူးလို့တကယ်ချင်းလို့ဘာနက်ကလပ်မှမရှိဘူးလန်ဒန်မြို့မှာအရက်ဆိုင်သေးသေးလေးဘာသေးသေးလေးမှာပဲညကြရင်ခလေးငယ်တွေကဟိုကဒီကကြတာတစ်ချိန်လေးဖွင့်ပြီးတော့ဆိုဟိုဆိုတဲ့အရက်ဒါလန်ဒန်မြို့မှာအနာမည်အကြီးဆုံးရက်ကွက်နော်ဆိုဟိုဘန်ကောက်လိုနိုက်ကလပ်မရှိဘူးထိုင်ဝမ်မှာလိုနိုက်ကလပ်မရှိဘူးကျွန်တော်ပြောချင်တာကဖိလစ်ပိန်းမှာလိုနိုက်ကလပ်အကြီးကြီးနဲ့မရှိဘူးအဲ့တော့ကျွန်တော်သိခဲ့တဲ့စိန်ငုံဝန်ကြီးချုပ်မဆာလီကွမ်ယူရဲ့စကားများမဟာသီယာရဲ့စကားများသည်ဗမာလူယူပြောရင်တော့ဂျင်းကြီးဆိုတာကျွန်တော်ကိုယ်တိုင်ဒီနိုင်ငံမှာလက်ဝါမျက်ဝါးတည်နေထိုင်တဲ့အခါမှာသိသွားတာအလွန်အမတန်ယဉ်ကျေးပြီးတော့စီးစနစ်တဲ့နေသောလူမျိုးခင်ဗျာမိမိပြောချင်ရပြောဆိုည10နိုင်ကျော်တော့အတန်ထွက်လို့မရဘူးပြီးပါဝင်ကြတိုင်လို့ရတယ်ရဲကချက်ချင်းရောက်လာတာအဲ့ချိန်ပဲလူတယောက် respect လုပ်ရတယ်လူတယောက်စကားပြောရင်ဆဲဆိုလို့မရဘူးလက်ညှိုးငေါက်ထိုးပြီးစကားပြောလို့မရဘူးလူတယောက်အော်ကြီးဟစ်ကျအငင်းပွားလို့မရဘူးအနိုင်ကျင့်လို့မရဘူးအားလုံးဒီလုံးချုံအကုန်နေကြရတာစီးနဲ့ကန်းနဲ့စနစ်နဲ့ဘောင်နဲ့အမှန်တကယ်နေထိုင်နေတဲ့လူမျိုးတွေဆိုတာမျက်ဝါးတင်နေတွေ့တဲ့အချိန်မှာအလွန်အမတန်အံ့ဩခဲ့ရတယ်ဆိုလိုချင်တာကဒီမိုကရေစီမှာအနောက်နိုင်ငံဒီမိုကရေစီအာရှဒီမိုကရေစီမရှိပါဘူးတစ်မျိုးတည်းရှိတာဒါပေမဲ့အဲ့ဒါကိုအသုံးချချိန်တဲ့သူများကအာဏာကိုအလွဲသုံးစားလုပ်ချင်တော့သူများက impunity လို့ခေါ်သောလူငင်းချမ်းသာခွင့်ရနေသောသူများကမစ္စတာလီကွမ်ယူတို့လိုမဟာသီယာမလေးရှားကမဟာသီယာတို့လိုဆော်ဒီဘီယင်တို့လိုတူရကီဝန်ကြီးချုပ်တူရကီသမ္မတတို့လိုအလွဲသုံးစားလုပ်ပြီးပြောနေတာကိုတွေ့ရတယ်ဆိုလိုချင်တာကအရွယ်ရောက်ပြီးတော့သူများသည်အမှန်နဲ့အမှားကိုသိရမှာသိပြီးရင်အမြဲတမ်းအမှန်ဘက်ကရက်တည်တယ်အမြဲတမ်းစံတစ်ခုတည်းကရက်တည်တယ်အဲ့ဒါကိုကျွန်တော်တို့တာယာသောလူပောင်ကိုချီတက်မယ်ဆိုရင်တာယာသောလူပောင်မှာအမှန်တကယ်နေထိုင်နေကြသောမြန်မာနိုင်ငံသူနိုင်ငံသားများကနေတဆင့်အရှိတရားများကိုလေ့လာသင်တယ်အဲ့ဒါများကိုမသိပဲမြန်မာနိုင်ငံရေးသမားများပြောချင်တာပြောအချုပ်ချာအာဏာစုပြီးပြောချင်တာပြောလုပ်ချင်တာလုပ်မပြတ်သားကြရင်ဘယ်တော့မှတာယာသောလူပောင်ကိုရမှာမဟုတ်ပဲ crisis လို့ခေါ်သောအမြဲတမ်းပဋိပက္ခတွေအငြင်းပွားမှုတွေနဲ့အာဏာကိုအလွဲသုံးစားမှုများနဲ့အတူနိုင်ငံပါတီနိုင်ငံရေးကိုအလွဲသုံးစားမှုများနဲ့အတူဖြစ်နေဦးမှာပဲဆိုလိုချင်တာကစနစ်ဒီတစ်မျိုးပဲရှိတယ်လူသားကိုအခြေခံတယ် humanity ကိုအခြေခံတာလူသားဝါဒကိုအခြေခံတာလူသားဝါဒကိုအခြေခံပြီးအမှန်ကိုအမှန်အမှားကိုအမှားမိမိရဲ့တမွေးအကြောင်းကိုဂုဏ်သိက္ခာရှိကြည်တန်ဖိုးထားမှုအမှန်ကိုအမှန်တိုင်းပြောဆိုမှုရဲရင်မှုပြတ်သားမှုအဲ့ဒါများကိုအခြေခံမှသာလေအဲ့ဒီစနစ်များစံများကိုအခြေခံမှသာလေအထူးသဖြင့်စီယံသတင်းတောက်ကဲ့သို့မိမိရဲ့သတင်းသမားတစ်ယောက်ရဲ့ကျင့်ဝတ်ဂုဏ်သိက္ခာသတင်းတင်ပြပုံ message ပေးပုံများအတိုင်းပြုလုပ်မှသာလေပါရသောလူပောင်ကိုရောက်ရှိမယ်ဆိုတဲ့အကြောင်းကိုပြောကြားလို့ရင်အရေးတော်ပုံအောင်ရမည်မင်္ဂလာပါ